ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လီယန်ဟာရီဆန်ကပွဲရရှိသွားပြီးတော့ဆိုလင်းဦးကိုဝမ်ဘတ်ကဘာကြောင့်ပွဲပေးသေးတာလဲဆိုတာတွေးစရာဖြစ်လာပြီဆိုတဲ့အကြောင်းပြောပြပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့မြန်မာဖိုက်တာဆိုလင်းဦးဘက်ကမကြခင်မှာပွဲထိုးရတော့မယ်လို့မကြခဏ post တွေရေးသားလွှင့်တင်တယ်အဲ့လိုထုတ်ပြောခဲ့တာရှိမဲ့အခုအမှန်တကယ်ပွဲရသွားတာကတော့သူနဲ့ပွဲတည်ပေးခဲ့တဲ့လီယန်ဟာရီဆန်ဖြစ်နေပါတယ်ခင်ဗျာဒီတော့ဆိုလင်းဦးဟာဘာကြောင့်ပွဲရဖို့အချိန်တွေဒီလောက်ကြာနေရတယ်လဲဆိုတာတွေးဆစရာဖြစ်လာပါတယ်တကယ်ဆိုရင်ဗြိတိန်ဖိုက်တာလီယန်ဟာရီဆန်ကဒဏ်ရာကြောင့်ပွဲမထိုးရဘဲနဲ့နားနေခဲ့ရတာကအချိန်တစ်ခုကြာမြင့်သွားခဲ့ပါပြီအခုဒဏ်ရာပြောက်ကင်းသက်သာပြီးပွဲထိုးကိုစိတ်ချရပြီဆိုတာနဲ့တပြိုင်နက်ဝမ်ကလီယန်ဟာရီဆန်ကိုပွဲတည်ပေးလိုက်ပါတယ်ဆိုလင်းဦးကတော့လီယန်ဟာရီဆန်လိုမဟုတ်ဘူးဒဏ်ရာလည်းကင်းစင်နေတယ်ကြန့်ခိုင်မှုအပြည့်နဲ့လက်ကျင်ရေးတွေပြင်းထန်ထန်လှုပ်ဆောင်နေတယ်ပွဲထိုးခွင့်ရဖို့အတွက်ဆိုလင်းဦးကအချိန်စောင့်နေခဲ့တာပါအခုဆိုရင်ပွဲမထိုးရဘဲနဲ့ဆိုလင်းဦးပွဲဆက်ပြတ်နေခဲ့တာကာလတစ်ခုကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်ခင်ဗျဆိုလင်းဦးရဲ့ပွဲစီစဉ်ပေးသူပွဲမန်နေဂျာဖြစ်တဲ့ကိုစောပြိုးဝေကိုယ်တိုင်ကမကြခင်မှာဆိုလင်းဦးကို1 minute ထက်မှမရတော့မှာပါလို့ပြောခဲ့တာတွေရှိတယ်ဒါပေမဲ့အဲ့လိုပြောသည့်တိုင်လက်တွေမှာတော့အကောင့်ထဲပေါ်မလာဘူးအခုချိန်ထိတိုင်ဆိုလင်းဦးပွဲမထိုးရသေးတာကစဉ်းစားစရာကောင်းနေပါတယ်ခင်ဗျအခုလီယန်ဟာရီဆန်ကပွဲထပ်ရသွားပြီဒီတော့ဆိုလင်းဦးဟာလီယန်ဟာရီဆန်မဟုတ်တော့နောက်ထပ်ပြိုင်ဘက်တယောက်နဲ့ထိုးရတော့မယ်ဆိုတာသိကြသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျဆိုလင်းဦးဟာအမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးရရှိတယ်အဲ့ဒီနောက်ပိုင်းမှာသူဟာအမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးရဲ့ခေါင်းစဉ်အောက်ကထိုးသမျှပွဲတိုင်းအရှုံးရလဒ်တွေနဲ့ပဲရင်ဆိုင်ခဲ့ရတယ်ခင်ဗျအဲ့တော့အမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးရဲ့ခေါင်းစဉ်အောက်မှာများသောအားဖြင့်ပွဲစဉ်6ပွဲနဲ့9ပွဲကြားပဲပါဝင်လေးရှိတယ်ဒီလိုဆိုရင်ဆိုလင်းဦးကအနည်းဆုံးအဖြစ်နောက်ထပ်3ပွဲလောက်ကိုတော့ဒီစာချုပ်ကြီးရဲ့ခေါင်းစဉ်အောက်မှာထပ်ထိုးရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာဆိုလင်းဦးကအမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးရဲ့ခေါင်းစဉ်အောက်မှာထိုးထားတဲ့3ပွဲရှုံးထားပြီဆိုတော့ရှေ့လာမဲ့3ပွဲလုံးကိုအနိုင်ရမှာပဲဆိုလင်းဦးကစာချုပ်တွေထပ်ရဖို့ညှော်လင့်နိုင်ပါလိမ့်မယ်ဝမ်ဟာဆိုလင်းဦးနဲ့လီယန်ဟာရီဆန်ကိုအစောပိုင်းက1173ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာပွဲတည်ပေးထားခဲ့တာပါအဲ့တုန်းက1173ပြိုင်ပွဲကြီးကိုဩဂတ်စ်လရောက်ရင်ကျင်းပဖို့ဆိုပြီးတော့ဝမ်ကစီစဉ်ထားခဲ့တယ်ခေါင်းပွဲစဉ်ကဇမ်ဘိုအန်ဂါနဲ့စတန်ဖက်ဒက်စ်တို့ပေါင်းစည်းကပတ်လူပွဲကိုတည်ထားတာဒါပေမဲ့စတက်မြက်ဒဏ်ရာပြဿနာပြန်ပေါ်လာတယ်ဆိုပြီးတော့ဝမ်ကအဲ့တိုင်ပွဲကိုဖျက်သိမ်းလိုက်တယ်အဲ့တော့ဆိုလင်းဦးနဲ့လီယန်ဟာရီဆန်ရဲ့ပွဲစဉ်လည်းပါသွားခဲ့တယ်ခင်ဗျအခုတော့လီယန်ဟာရီဆန်ကပွဲပြန်ရပြီဂျာမာလီယန်ဟာရီဆန်ကပခုံးဒဏ်ရာရသွားလို့ဆေးရုံတက်ရောက်ပြီးတော့ကုသမှုတွေခံရသေးတယ်ဒါပေမဲ့ဝမ်ဟာလီယန်ဟာရီဆန်ဒဏ်ရာသက်သာလာပြီးတဲ့နောက်ဆိုလင်းကိုပွဲပေးပဲနဲ့လီယန်ဟာရီဆန်ကိုချက်ချင်းပွဲပေးလိုက်တယ်လီယန်ဟာရီဆန်ဟာလာမဲ့ဒီဇင်ဘာလ9ရက်နေ့ကိုရောက်ရင်ကျင်းပဖို့ရှိနေတဲ့1 Final 38ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာပွဲထိုးရမှာခင်ဗျလီယန်ဟာရီဆန်ကိုဂျပန်ဖိုက်တာရှင်ဂျီဆူဇူကီနဲ့ပွဲတည်ပေးလိုက်တာဖြစ်ပါတယ်ဘင်တန်ဝေတန်ကစ်ဘောက်ဆင်ပွဲစဉ်ထိုးကြမှာပါဒီတော့လီယန်ဟာရီဆန်ပွဲရသွားပြီဆိုကြီးအလဲဘယ်တော့လဲဆိုကြီးကိုဘာကြောင့်ပွဲပေးသေးတာလဲလို့မေးခွန်းတွေထပ်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ